အေးကျမ်းမာချမ်းသာနော်ကျမ်းမာချမ်းသာချမ်းသာကျမ်းမာရမ်းများနေတော့လေကျမ်းမာချမ်းသာကျမ်းမာကျမ်းမာချမ်းသာအဘဒီနေ့ကလေဟာလေသုံးလုံးထပ်မှာဆိုသုံးလုံးလေးပြီးခဲ့ပါသုံးလုံးလေးပြီးခဲ့ပါဘူးလို့သုံးလုံးကဘာမှလည်းဒါပဲရှိတာဘာကလည်းပေးရမလဲဆိုတော့ဒါပဲတွေးနေတာလို့ပါနှလုံးသုံးလုံးပါဒီနေ့နှလုံးသုံးလုံးနော်နှလုံးသုံးလုံးအကုန်အဲ့ဒါငါရှိတာအကုန်ပဲပေါ့ဘာပြောလေအဘဒီနေ့အတွက်စဉ်းစားထားတာအကုန်ပေးလိုက်မယ်ပေးရမှာပေးရပါလေဒီမှာဘာမှမထားကြဘူးနော်ဘာပြောရလဲခဏလေးဘာခေါင်းလေးကြိုက်လာလို့ခဏနေခဏဘာခေါင်းလေးကြိုက်လို့ဘာခေါင်းလေးကြိုက်လို့ဘာခေါင်းလေးကြိုက်လို့ဟာတွေ့ပြီဒါပဲလို့ဘာခေါင်းလေးကြိုက်လို့လိုက်မလဲကျွန်တော်နော်ဘာခေါင်းလေးကြိုက်လို့ဟုတ်ကဲ့တိလင်းကခွေထိုးမှာလေခွေထိုးကျမလည်းမကောင်းမှာဖုန်းကြံခဲ့တယ်ဖုန်းနဲ့သွားអော်လိုက်အောင်မယ်ဟုတ်ကဲ့တိကိုသူတို့ကအပိုင်ထိုးပြီးအပိုင်ပေါက်ကြတာငါတယောက်တည်းခင်လန်ကိုထိုးတယ်ဒါဆိုငါတယောက်တည်းမွဲတာပေါ့ခင်လန်လာဘယ်သူမှမရှိပြန်သွားကြတယ်ဘာဖြစ်သွားလဲသူတို့အုံးဘာဖြစ်ရမှာတော့မင်းဒီကနန်းပေးလိုက်တာအကုန်လုံးခွေထိုးကြပြီလေငါပုတ်လေကနန်းတူငါဒီကနန်းကိုသူတို့အင်ကြီးတွေမှာဝက်မထားလို့လေကနန်းတူငါပြောသွားပြီဒီဟာလို့ပြောရတာလေအေးအဲ့ဒါမပေးလိုက်တာမဟုတ်လားအဲ့ဒါမပေါ့ဘယ်လိုလုပ်ကြမလဲမင်းကလည်းကွာပေါ့လို့လို့တဲ့ဒီမလေးဟုတ်လားအဲ့တော့ဘာပဲပြောငါတို့ကသူ့ကသူပေါက်ချင်းမပေါက်ချင်းအဲ့ဒါသူတို့ကိစ္စမပေါက်ဘူးဆိုလဲဒီကနေငါတို့လစ်လို့ရတယ်ဟုတ်တယ်မလားလာအဲ့ဆိုအင်းနေမြန်ဝင်တကားပိတ်တာဒုက္ခပါပဲကွာခဏနေခဏငါနံပါတ်တိချက်ကြီးနေကမင်းမထိုးနဲ့တော့နော်ဒီမှာကြံနေလို့ငါ